ကျွန်တော်ဖုန်းကြီးနာမည်ကဗတ္တန္တသုမနာလင်္ကာရပါဠိပါရဂုရကောဝိဒဝတ္တန္တကမဟာပန္တိတထေအားလုံးဗုဒ္ဓဘာသာဘွဲ့9ဘွဲ့ရရှိခဲ့ပါတယ်MA PhD ဒေါက်တာဘွဲ့တွေရရှိခဲ့တယ်လို့ကြွားဝါဟောပြောတဲ့ S ကွန်အောင်10တန်းကိုဂုဏ်တူး4ဘာသာနဲ့အောင်ခဲ့တယ်ညီမလေးကလည်းဂုဏ်တူး5ဘာသာနဲ့အောင်ခဲ့ကြတယ်တကယ်တော့သူ့ရဲ့ပညာအရေးရှင်းကလောကီပညာမှာ၄တန်းမျှပဲအောင်မြင်ပါတယ်အဲ့တော့မောင်နှမနှစ်ယောက်ဒီလိုဂုဏ်ထူးတွေရဖို့အတွက်တော့ရေထမ်းခဲ့ရတယ်အများကြီး plus 8ကောက်သူများတွေနှိမ့်ဆက်ခြင်းတော့အများကြီးခံခဲ့ပါတယ်သို့တော်လည်းအဲ့ဒီအချိန်မှာဖះမသိမယ်လို့ကိုတော်ကကျွန်တော်သိနေခဲ့ကိုရင်ဘဝကလူထွက်ပြီးတော့ပထမငယ်တန်းလောက်ပဲသင်ကြားခဲ့ဘူးတဲ့ S ကွန်ဟာလမ်းကြောင်းနဲ့တူသွားနေကြတဲ့ဒီဂျိုတွေနဲ့ခတ်တာယာတွေဘာကြောင့်မတိုက်တယ်လဲသူတို့ရဲ့ systematic ဘာလို့ဖြစ်နေတာလဲဒါဆိုရင်သူတို့ကိုဘသူကထိန်းချုပ်မောင်းနေနေတာလဲဒါဆိုရင်သူတို့ကိုထိန်းချုပ်မောင်းနေနေတာဆရာတင်မောင်ထွန်းပြောတဲ့ယေရှုဖျားလားသူ့ကိုယ်သူကိုယ်ပဲရလို့ပြောလို့ပြောကိုလူ9ဘာသာနဲ့ RIT ကတောင်းပြီးတယ်လို့ပြောလို့ပြောပြန်လာတဲ့အလင်းမဟုတ်ဘဲနဲ့အရေးမပေါ်တဲ့အလင်းဖြစ်နေတော့ကျွန်တော်ထူးဆန်းတယ်ဒါပါလဲဆိုဂရေမောမှာထထိုင်စဉ်းစားနေတဲ့အချိန်ရောက်တော့ငါမနဲ့ခင်စောကြီးယေရှုစိန်ခေါ်တာဒါဆိုရင်ယေရှုဖျားလားအဲ့မှာအလိုလိုနဲ့နှလုံးကတုတ်နဲ့ပိုးခုန်လာတော့လက်လေးတင်ယေရှုဖျားပြီးတော့ယုံပြီအဲ့ဒီအချိန်မှာကျွန်တော်ကတိအောက်ဒူးထောက်ပြီးသားဖြစ်ပြေစာနန္ဒရိယကံကိုပပနတ်နဲ့ကျူးလွန်လိုက်တဲ့ S ကွန်အောင်ရဲ့ဟာဥတ္တမဗုဒ္ဓတော်ငါဒီယောက်ျားတွေကတို့တဲ့မြင့်မြတ်သောလူသားပဲဖြစ်တယ်ဧကဗုဒ္ဓအဋ္ဌိတိတဆူရီတော်ဖျားကရှိတယ်ဇိနံဗရဏနာဘဝိတ္တိဖျားစစ်ဖျားမဟာသိခြင်းမရှိဘူးအားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းအရာများကတော့ဗတ္တနာသုမနာလင်္ကာရပါဠိပါရဂုရကောဝိဒဝတ္တန္တကမဟာပန္တိတထေလို့သူ့ကိုယ်သူညွှန်းဆိုတဲ့ S ကွန်အောင်ခေါ်ကိုလွင်ရဲ့ခရိယံတရားဟောခွေထဲမှာပါဝင်တဲ့ချက်လက်တွေဟာအစကအဆုံးလင်းလဲပြောဆိုထားတဲ့အကြောင်းအရာများဖြစ်တဲ့အကြောင်းကိုပေါ်ထုတ်တွေ့ရှိတင်ပြခြင်းများအထူးပါဝင်မှာဖြစ်ပါတယ်ဒီနေ့ဘာသာကြားတရားဟောဆရာတွေဟာမိမိတို့ရဲ့ဘာသာတရားအကြောင်းကိုတည်တံ့ဟောပြောခြင်းမပြုဘဲနဲ့ဒီဟာတစ်ခုပေါ်ထုတ်တဲ့အနေနဲ့ဘုရားဘာသာကဟောကြားထားတဲ့တရားဓမ္မများကိုသူတို့ဘာသာရဲ့တရားတွေနဲ့နှိုင်းယှဉ်ပြီးတော့ဘုရားတရားတော်တွေဟာလွတ်မြောက်ချမ်းသာမှုကိုတကယ်မပေးဘဲနဲ့စိတ်ကူးရင်တရားတွေဖြစ်တယ်ဆိုတဲ့သဘောလေးတွေကိုဟောလာတွေ့ရပါတယ်။အရင်တုန်းကတော့ထောက်ပံ့အကူအညီပညာရေးကျန်းမာရေးစီးပွားရေးလူမှုရေးကူညီပေးပြီးတော့ဘာသာသိမ်းသွင်းဖို့ကြိုးစားကြတဲ့လူကြီးပါတွေရှိပါတယ်။ဘုရားဘာသာမျိုးသမီးတွေကိုသိမ်းယူပြီးတော့သူတို့ရဲ့ဘာသာကြားမျိုးဆက်တွေဖြစ်အောင်စီမံကိန်းတွေနဲ့ဆောင်ရွက်ခဲ့တဲ့အစဉ်အလာတွေရှိပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်ခါမှာတော့ News Viewer အသစ်တစ်ခုအဖြစ်ဘုရားရဲ့တရားတော်တွေကိုဝေဖန်ပုတ်ခတ်ပြီးတော့ဟောပြောလာတာတွေဘုရားဘာသာကိုသေးသိမ်အောင်ဟောပြောလာတာတွေတွေ့လာရတဲ့အတွက်ကြောင့်ဒီလိုဟောပြောချက်တွေဟာမူရင်းဘာသာတွေရဲ့ဂုဏ်သိက္ခာကိုလည်းထိခိုက်စေတဲ့အပြင်ဘာသာဝင်ချင်းချင်းအငြင်းပွားစရာအမုန်းပွားစရာတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဒါတွေကိုတဲတဲကွဲကွဲခွဲခြားပြီးတော့သိမြင်နိုင်ဖို့
ဘာသာဝင်တွေတစ်ခုနဲ့တစ်ခုဘာသာအချင်းချင်းနားလည်မှုရှိစွာနဲ့ငြိမ်းချမ်းရေးကိုအတူတကွရှင်တွဲနေထိုင်နိုင်ဖို့ဒီရည်ရွယ်ချက်တွေနဲ့ဒီအစီအစဉ်ကိုပေါ်ထုတ်တင်ပြလိုက်တာဖြစ်ပါတယ်ဒီတင်ပြချက်တွေထဲမှာကျွန်တော်တို့လက်ဝဲကိုရောက်ရှိလာတဲ့ဘာသာကြားများရဲ့ဟောပြောချက်တိတ်ခွေမြောင်များစွာရှိတဲ့အနက်ကဒီနေ့ဖြစ်ပေါ်နေတဲ့အခြေအနေကိုသုံးသပ်ပြီးတော့ပေါ်ပြတဲ့အကြောင်းအရာတချို့ကိုပဲပေါ်ပြတာဖြစ်ပါတယ်